နင်းညကဒီလိမ်မော်ရေခဲချောင်းလေးလောက်တယ်ပေါ့နော်3လီတာခွဲလောက်ရှိမယ်ပေါ့နော်3လီတာခွဲလောက်တိုးချိုးလိုက်တာတစ်ခွဲ6ဆိုင်နဲ့34ချောင်းရတယ်34ချောင်းရတော့အင်ရှိရရေခဲတတာလေးထဲမှာပဲအကုန်အပြည့်ဖြည့်လိုက်တယ်ပေါ့နော်ဒီလိုလေးစီလိုက်ပါတယ်အဲ့တော့အခုကြည့်လိုက်တဲ့အခါကျတော့ဒီတစ်ချောင်းကပဲကွက်ပြီးတော့လုံးဝအရေးကြီးဖြစ်ပြီးတော့ကြံနေခဲ့ပေါ့နော်ကြံတဲ့ဒီအပေါ်ကအချောင်းတွေလည်းအကုန်ခဲတယ်တရားလည်းခဲတယ်နောက်ပြီးတော့ဒီတကားဘက်မှာ6ချောင်းထားတာလည်းခဲတယ်ပေါ့နော်အဲ့လိုပဲတခါလေကြာရင်ရေခဲချောင်းကလေဒီလိုမခဲတဲ့ဟာလေးတွေကတော့ကြံတတ်တယ်ဒီမှာကြည့်ဒါကတော့လုံးဝအရေးတိုင်းပဲပေါ့နော်အရေးတိုင်းပဲအဲကြောင့်မလို့မနေ့ခင်းဆိုလို့ရှိရင်ပြန်စစ်ပေးရတယ်ပေါ့နော်အိမ်သုံးရေခဲတစ်တာလေးနဲ့ခဲတဲ့လူတွေကအဲ့လိုမျိုးလေးပဲဘယ်ချောင်းကမခဲပဲကြံနေတာလဲပေါ့နော်အဲဆိုရင်ဟောဒီမှာဆိုရင်ဒီချောင်းပေါ့နော်ဒီချောင်းလည်းအရင်ကြီးမခဲသေးဘူးပေါ့နော်ဒါပေမဲ့ဒီတစ်ချောင်းလောက်တော့မစိုးဒီချောင်းလုံးဝအရေးကြီးပဲကြံနေခဲ့အဲ့လိုမျိုးလေးဆိုလို့ရှိရင်နေရာရွှေ့ပေးပေါ့နော်အပေါ်ထက်မှာထားတာတော့ပိုခဲတယ်အဲကြောင့်မလို့ကျွန်မအပေါ်ထက်မှာဒီလိုဆောင်းဆောင်းလေးရွှေ့လိုက်မယ်